ဒီနေ့နဲ့ knowledge sharing လုပ်ချင်တာကြတော့ international student ပေါ့နော်နိုင်ငံတကာကနေပြီးတော့ US မှာကျောင်းသားတက်တဲ့ကျောင်းသားဦးရေအရေးအတွက်ကိုနည်း knowledge sharing လုပ်မယ်ဆိုလို့ရှိရင်2019လောက်ကနေစပြီးတော့2023အထိ data အရပြောပြမယ်ပေါ့နော် data အရဆိုလို့ရှိရင်နံပါတ်1ကျောင်းသားဦးရေအများဆုံးကတရုတ်ပြည်ဒုတိယကအိန္ဒိယတတိယကတောင်ကိုရီးယားနိုင်ငံပေါ့နော်တစ်နှစ်သူတို့နိုင်ငံတကာကနေပြီးတော့ကျောင်းလာတက်တဲ့ကျောင်းသားက10သိန်းရှိတယ်ပေါ့နော်တစ်နှစ်ကိုကျောင်းလာတက်တဲ့ကျောင်းသားဦးရေ10သိန်းရှိတယ်2021-22လောက်မှာနည်းနည်းကျသွားတယ်ဦးရေ9သိန်းလောက်ပဲရှိပြီးတော့2023မှာပြန်တက်လာတာတွေ့ရတယ်ပေါ့နော်2023မှာ10သိန်းလောက်ကြော်လေးပြန်ဖြစ်လာတာပေါ့နောက်တစ်ခုကကြတော့နိုင်ငံတကာအကြောင်းသားတွေအများဆုံးလေးလာတင်ယူတဲ့ဘာသာရပ်ပေါ့နော်အခု2023ဝန်းကျင်မှာအပြောင်းလဲလေးတစ်ခုကကြတော့ကျောင်းသားနိုင်ငံတကာကျောင်းသားအများဆုံးရွေးချယ်လာတဲ့ဘာသာရပ်ကကြတော့သင်္ချာနဲ့ math and computer science ဆိုတဲ့မိချောင်းစပြီးရွေးချယ်တာပေါ့နော်အရင်ကကြတော့ engineering ကနံပါတ်1အခုကကြတော့ engineering ကနံပါတ်2နေရာကိုရောက်လာတယ်ပေါ့နော်ဆိုတော့နံပါတ်1အနေနဲ့ math and computer science ကနံပါတ်1ဒုတိယကကြတော့ engineering ကနံပါတ်2ဖြစ်လာတယ်ပေါ့နော်ဒါအပြောင်းလဲနံပါတ်3အများဆုံးကကြတော့business and management ပေါ့နော် business and management ကတော့တတိယအများဆုံးနေရာမှာရှိတယ်ပေါ့ဆိုတော့နောက်တစ်ခုကကြတော့အဓိကပေါ့နော်အဓိကကျောင်းသားတွေကိုပေါ့နော်ဒီလက်ခံတဲ့အများဆုံး US ပြည်နယ်တွေပေါ့နော်ဒီ international student တွေကိုအများဆုံး acceptance လုပ်တဲ့ကျောင်းသားတွေကလည်းရွေးချယ်တာလည်းပါမှာပေါ့နော်ဆိုတော့အဲဒီတက္ကသိုလ်အများစုက California ကနံပါတ်1 New York ကနံပါတ်2 Texas နဲ့ Massachusetts နဲ့ကကြတော့နံပါတ်3နေရာကိုတယောက်တစ်လှည့်ပြေးနေရပါတော့2021-22-23 data အရပေါ့ပြီးတော့ဒီ international student အများဆုံးကိုလက်ခံထားတာကြတော့ as of 2022-23 academic year ဆိုရင် New York University ကနေပြီးတော့24,000ကျော်လေးလာတာရှိတယ်ပေါ့နော်ပြီးရင် Northeastern University Boston မှာရှိတဲ့ကျောင်းက2,000ကျော်ရှိတယ်ပေါ့နော်အဲ့တက္ကသိုလ်မှာ international student ကဆိုတော့အများကြီးပေါ့နော်ဆိုတော့တတိယနေရာမှာယူထားတာက New York က Columbia University မှာကျ19,000 student 1,900ပေါ့နော်ဆိုတော့ New York California နဲ့ Texas Massachusetts ကတော့ international student အများဆုံးပြည်နယ်တွေအနေနဲ့ပေါ့နော်ရှိတယ်ဟုတ်ဆိုတော့စိတ်ဝင်စားဖို့အရန်ကောင်းတဲ့တစ်ချက်ကကြတော့စိတ်ဝင်စားတာပေါ့နော်ကိုကစိတ်ဝင်စားတာကြတော့ဒီအရှေ့တောင်အာရှနိုင်ငံကလာတာကိုယ်တိုင်ကဆိုရဖြစ်ကြောင်းမလို့စိတ်ဝင်စားတဲ့အရှေ့တောင်အာရှနိုင်ငံတွေထဲမှာဘယ်နိုင်ငံကဒီ US ကိုအလာများလဲဆိုတာကြည့်လိုက်တဲ့အခါမှာကြတော့ဗီယက်နမ်ကဆို2,000လောက်လာတယ်ပြီးလို့ရှိရင်တခြား Southeast Asia ကဆိုရင်အင်ဒိုနီးရှားကဆိုရင်8,000လောက်လာ8,400ဆိုတော့ Southeast Asia မှာဆိုရင်အဲ့နှစ်နိုင်ငံပဲ record ရှိရပါတော့အရန်များလို့ဘင်္ဂလားဒေ့ရှ်လည်းရှိရမှာဘင်္ဂလားဒေ့ရှ်က1,300လောက်ထိရှိရဆိုတော့ဗီယက်နမ်အများဆုံး Southeast Asia ကနေပြီးလာတက်တာဆိုရင်ပြီးရင်ဘင်္ဂလားဒေ့ရှ်ပြီးရင်အင်ဒိုနီးရှားပေါ့နော်အင်ဒိုနီးရှားပါတာပေါ့ဆိုတော့အနီးနားတစ်ဝိုက်ကလူတွေအများကြီးပဲလာတက်ကြတာတွေ့ရတယ်ပေါ့နော်တခြားစိတ်ဝင်စားစရာကောင်းတဲ့တစ်ချက်ကြတော့ဒီ US ကကျောင်းသားတွေကနိုင်ငံခြားမှာသွားပြီးတော့ပညာတော်သင်သွားတာပေါ့နော်ပညာတော်သင်သွားတဲ့နိုင်ငံကိုကြည့်တဲ့အခါမှာသူတို့အများစုကဘယ်နိုင်ငံမှာသွားပြီးတော့သူတို့သွားလေ့လာကြဆိုတော့နံပါတ်1ကကြတော့ Italy နဲ့ Spain ပေါ့နော်အဲ့ဒီမှာတော့သွားတာအများဆုံးပဲItaly Spain UK အဲ့3နိုင်ငံကတော့အများဆုံးအနေနဲ့ပေါ့နော်ရှိတယ်သူတို့စိတ်ဝင်စားတဲ့နိုင်ငံအနေနဲ့ပေါ့အဲ့3နိုင်ငံအနေနဲ့ပေါ့ဆိုတော့ it somehow makes sense ပေါ့နော်သူတို့က
ဒီနိုင်ငံမှာကတချို့ bilingual ကျောင်းလေးဆိုလိုက် Spanish ပြောကြတယ်လေလေ့လာကြတယ်ဆိုတော့ပြီးတော့ Italian UK ဆိုတော့အဲ့3နိုင်ငံကတော့သူတို့နိုင်ငံကကျောင်းသားတွေကတခြားနိုင်ငံမှာသွားပြီး study abroad လုပ်တာအရေးအတွက်အမြင့်ဆုံးနိုင်ငံပေါ့နော်နောက်တစ်ခုကစိတ်ဝင်စားတဲ့အချက်ကကြတော့အဲ့ international student ကျောင်းသားတွေက personal funding သူတို့ရဲ့အဓိကဘယ်ကလာလဲပတ်စံတဲ့ကျောင်းမှာတက်ကြလဲဆိုတော့အဓိကကတော့ခုနပြောတဲ့10သိန်းဝန်းကျင်လို့ပြောရပါတော့အဲ့ဒီထဲမှာ6သိန်းလောက်ကမိသားစုကအထောက်ပံ့နေပေါ့နော်အဲ့လိုမျိုးနဲ့လာတာ6သိန်းလောက်ရှိတယ်ကျန်တဲ့2သိန်းလောက်ကကြတော့ US ရဲ့ college နဲ့ university ကထောက်ပံ့ကြေးငွေနဲ့ကျောင်းတက်နေကြတာပေါ့နော်ကျန်တဲ့2သိန်းကကြတော့အလုံးလုံးရင်းနဲ့ကျောင်းတက်ကြတဲ့သူတွေပေါ့ဆိုတော့ကျန်တာကတော့နည်းနည်းဟို private sector organization တော့ပေါ့